စမိတ်လေးချချင် စမေးလေးချနေ တယ် လား ပပလေးပဲချမယ် ပပလေး ပပ နမွေးသုံးမွေးပေါ့မချလို့မရဘူးလား မရ ညီမပီလာကြိုက်လားကောက်လာကြိုက်လား တော့လာကျဲတယ် ဒီပုံတွေကအများကြီးကြည့်ရတော့ချမ်းခေါင်နမူနာပဲကြည့်လို့ရတာဒါပေမဲ့ညီမနဲ့လိုက်လာလားမလိုက်တာလားဆိုရင်ဆရာမတို့နဲ့တန်မြင်ရမှာဟုတ်တယ်မလားအဲ့ဒါလူတယောက်မှာတပုံပဲရှိရခုနဲ့အလိုက်ဖက်ဆုံးဟာဆရာမလှုပ်ပေးမှာလုံးဝကို6နေတဲ့ဆိုရင်ဆရာတော်ခဏနေညီမကိုပေါင်းဆွဲတစ်ခုညွန်ပေးမှာအဲ့ဟာကိုတပတ်တစ်ချိန်တော့ပေါင်းပေးငါးဥပေါင်းစေးလို့ခေါ်တာပေါ့နော်ဒါတော့လုံးဝတစ်ခါပေါင်းမယ်ဆိုရင်ဒီငါးဥကိုတစ်ခုကိုထည့်ပြီးတော့ဒီလိုမျိုးစုပ်ပြီးတော့ဒီပေါင်းစဲနဲ့ရောပြီးတော့ပေါင်းရမှာသူရဲ့အားတာချက်ကဘာလဲဆိုရင်သူကစပင်ကိုပြန်မာစေတယ်ပြီးရင်စပင်ဖြောင်းကောက်ဆိုးထားတဲ့လူကိုတစ်ပတ်တစ်ချိန်လောက်ဆန်မှာသူပေါင်းခြင်းတယ်တစ်လမှာ၄ရက်ဒါလဲမိနစ်20လောက်အချိန်ပေးရအောင်လုံနေလားလုံနေမှာလုံပြီးကောက်ပြီးပါနော်ဟုတ်ပြီဒါတော့ချင်းတို့ရဲ့နီကူလာပေါင်းစေးလို့ခေါ်တာပါနော်ငါးဥပေါင်းစေးလို့ခေါ်တာ I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do so instinctive and so passionate. Every word I move so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over tracks, this and that. Spitting slow, spitting fast. I could roast, I could gas. Think I'm